ရှင်ရောရေးကြည့်ချင်တဲ့ကနေပြီးတော့ပြန်ကြိုလိုက်ပါတယ်ဒီတစ်ခေါက်ကတော့ရွန်ပထမအဆုံးပဲပေါ့နော်ဒီ YouTube မှာ try အောင်ခေါ်လုပ်တာပါရွန်ကဒီနေ့ဘာဝတ်ပြမှာလဲဆိုတော့ Trice fan လေးတွေအရင်ပျော်မဲ့တကင်းမှာဘာလဲဆိုတော့ Trice နဲ့ Victoria's Secret က pink နဲ့ collaboration လုပ်ထားတဲ့အင်ဂျီလေးဝတ်ပြပေးမှာပေါ့နော်ရွန်က Trice ထဲမှာဆိုလို့ရှိရင်ရွန်နိုင်ရွန်လည်းကြိုက်တယ်ပြီးရှင်မိုမိုလည်းကြိုက်တယ်ပေါ့နော်အစကနာရွန်အင်ဂျီဝတ်ပြမလို့ပေါ့နော်ဒါပေမဲ့နာရွန်အင်ဂျီကလုံးဝဝယ်လို့မရဘူးကွာဒါလုံးဝစိုးတော့သွားတာအဲ့နဲ့မထူတော့ဘူးဆိုပြီးတော့ပဲရွန်ရဲ့ second favorite ဖြစ်တဲ့မိုမိုရဲ့အင်ဂျီကိုဝတ်ပြရမယ်ဒီနေ့ကတော့အခုတော့ဇပင်ကဒီနေ့မှာခေါင်းချော်တာတော့နည်းနည်းတော့ဇပင်ကပွားနေပေါ့နော်ဇပင်လေးနည်းနည်းပပလေးလှလှလေးပြင်ပြီးတော့အင်ဂျီလေးကိုဝတ်ပြပါမယ်ရှင်သူတို့ဝတ်ပြတော့အရင်လှနေဒါပေမဲ့ရွန်လည်းတော့လိုက်မလားမသိဘူးပေါ့နော်ဆိုတော့ let's okay အခုဇပင်လုပ်ပြပါမယ်ဇပင်ကလို့စဉ်းစားထားလိုက်ဆိုတော့အခါမလုပ်ခဲ့စင်ပုံစံမျိုးကြိုးစားပြီးတော့ try ကြည့်ကြည့်မယ်ပေါ့နော်ဆိုတော့ပထမဆုံးကတော့ဒီဇပင်ကိုအနောက်မှာလိုမျိုးလေးခြီးပြီးတော့ထုံးလိုက်ပေါ့နော်ကြည့်ဇပင်ကဖွာဖွာလေးကနေပြီးတော့ဒီလိုလေးဖြစ်လာပါလိဒီမှာကျဲလေးတက်ထားပြီးတော့ရွန်းရဲ့အနောက်ကိုဇပင်ကိုလွှဲလွှတ်ထားလိုက်ပါတယ်အဲ့အနောက်ကဇပင်ရတယ်သူကအတုပေါ့နော်ဒီလားသူကလို့ညှက်လေးနဲ့ညှက်လိုက်လို့ရှိရင်ပြီးသွားပြီပေါ့နော်အဲ့တော့အခုရွန်းဝတ်ပြမယ်မမိုရဲ့ style ကတော့တင်းတင်းဒီမှာပါပဲရှင်ဝတ်ရမယ်နည်းနည်းလေးကိုရင်ခုန်နေရပေါ့နော်ဒါပေမဲ့ let's see ဟိုဒါပထမအဆုံးကအောက်ကဒီသူဝတ်ပြရဲ့ဒီရန်သူဝတ်ပြပြီးတော့အရန်နာမည်ကြီးရဲ့ဒီ bra လေးပဲဖြစ်ပါတယ်အရန်လာပေါ့နော်အခုကဘယ်လိုဖြစ်လဲဆိုတော့သူတို့ဝတ်လိုက်လို့အခုက bra တွေပေါ်ဝတ်ရတယ်အဲ့လိုမျိုးအဲ့လို trend ဖြစ်လာပါကွာအမေရိကန်မှာဒီ bra လေးကတော့ဘယ်လောက်လဲဆိုတော့ယဉ်ကြည့်ကြည့်လိုက်မယ်နော်ကိုစိ46ချက်ပါဒါအောင်နော် pink ကနော်ဒါအောင် pink က Victoria's Secret ကမဟုတ်သေးဘူး Victoria's Secret ဆိုရင်တစ်ထပ်ပိုကြီးကြီးရောပါတိလားပြီးရှင်အင်ဂျီလေးပြပါမယ်အင်ဂျီကတော့သူကဒီလိုမျိုးလေးဝတ်ဒီလိုမျိုးလေးပါအင်ဂျီလေးကတော့အင်ဂျီလေးကတော့ဒီလိုလေးပေါ့နော်ဒိုင်းလိုက်လို့ညအိတ်အဲ့လိုကောင်းမလေးလေးပုံစံမျိုးဒီမျိုးလေးပါအင်ဂျီလေးအင်ဂျီကကြာတော့40ကြာပါတယ်ဒါဘောင်းမြောင်ပါသေးနော်ဒါနှစ်ခုလည်း100လေးပါဖြစ်နေအရင်ဆုံးဒီနှစ်ခုဝတ်ပြီးတော့ပြန်လာတက်wait okay ဒီဟာကတော့အခုရောဝတ်လိုက်တဲ့ပုံစံမှာသူကဒီလိုမျိုးလေးအင်ဂျီကလည်းဒီလိုမျိုးလေးနေပါအောက်က bra ကလည်းအရန်ဟိုလှပါတယ်ခန္ဓာကိုယ်လည်းအရန်ပေါ်စေပေါ့နော်စပင်းလေးကလိုက်လာတော့မသိဘူးတပတ်လေးပြပါမယ်ဒီစီမှာဒီဟာကိုမှသူတို့ကဒီလိုတောင်မဟုတ်ဘူး guys အတိကကသူက Victoria's Secret နဲ့ pink ကသူကအတိက underwear ထုတ်တာဖြစ်တဲ့အတွက်သူက bra တွေကိုကြော်ညာချင်တာပါပြီးတော့သူတို့ကမနေ့ပြောမှဆိုရင် the best ကဘာမှအကောင်းဆုံး bra နဲ့မှာပါတယ်ပေါ့နော်ညလိုက် bra ဆိုလို့ရှိရင် Victoria's Secret တို့ pink တော့ဝတ်တာပါဒီလားသူတို့ကဒီဟာမှသူတို့ကဒီအောက်က bra ပြချင်တော့သူကဒီလိုမျိုးလေးဝတ်တာပါမို့ပေါ့Okay သူကကြတော့ကြော်ညာမှာသူကဒီလိုလေးဝတ်တာပေါ့နော်။ဘာလို့ဆိုအထီးကသူတို့ရဲ့အထီးကကြော်ညာကဒီအောက်ကလေယာဘယ်လောက်လာလဲဆိုတော့သူကပြချင်တာပေါ့နော်။ပြီးရှင်နောက်တစ်ခုကမမကနောက်တစ်ခုနဲ့ဝတ်တယ်ဒီလိုမျိုးပဲဝတ်တာမဟုတ်ဘူးပေါ့။တော့ဒီဟာလေးပါဒီမှာပါဒါကသူကဒီ shower robe ကိုလည်းကြီးညာပေါ့နော်ဒီဟာကတော့လား90ရန် shower robe ဖြစ်ပါရှင်။အရန်အကြီးနဲ့အရန်မိုက်တယ်။မမဒီဟာမှတော့ဒီလိုဝတ်တာမဟုတ်ဘူး။ဒါတစ်ဖက်ကိုဒီလိုချပြီးဝတ်တာ။ဒီဟာတော့ရုံးမှာဒီကတော့မမဖြစ်ပါရဲ့ရှင်။ဒီတော့ကဲအဲ့လေလောက်နေအောင်မထင်အောင်။ဝါဒီကပြောအဆောင်ကဒီဟာကို shower robe ကိုမထင်ခဲ့ဘူးတိလား။ဘူးရောက်လာတော့မှတိရအမနေ့ကဒီတိုင်းမလို့ကုတ်ပေါ်တော့တိရမလားမဟုတ်လို့မျိုးပေါ့တခုခုအထက်ပေါ်တော့ဘာလို့ဆိုအရင်လှနေလို့လေဒီလိုမျိုးကြီးလို့မထင်အောင်မထင်ခဲ့မိဘူး။ဒါပေမဲ့တရင်က shower robe ဖြစ်နေရေရှုံးကနေထွက်လာတဲ့အချိန်မှာဝတ်တဲ့အရာဖြစ်နေကြည့်တော့အောင်မရုံးကအကလည်းတင်ထားပါရဲ့သူတို့ this is for အကလည်းတင်ထားတယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒီဟာကို try ဝင်တော့နေအဲ့ဟာကိုအရန်ကိုဝတ်ပြချင်တော့ပါသေးလား this is for လေကပ်ပြကြည့်မှာပေါ့နော် YouTube မှာကြောက် copyright ပြီးမှာဆိုလို့ရုံးမနည်းနည်းလေးပဲဆိုပြီးတော့ပဲတက်ပြလိုက်မယ်နော်အတိုင်းဘယ်လိုနေလဲမသိဘူးမမကဒီတိုင်းပဲကပါဒီဟာနဲ့ပဲကပါပေါ့နော်1 2 this is for all my thing
ဟုတ်လားဒီဟာနဲ့ဆိုရင်တိတ်ပြီးအဆင်မပြေဘူးစီဒီဟာနဲ့မကတော့ဘဲနဲ့ဒီတိုင်းလေးပဲ this is for ကပြပါမယ် 1 2 this is for all lady hot to black winter so turn it up all my ladyhood ကြည့်ပေးကြအတွက်အရင်ကြည့်ကြပါရဲ့လို့နောက်ပတ်ကြရင်လည်းဘယ်လိုဗီဒီယိုလေးနဲ့ပြန်လာခဲ့မလဲဆိုတာကိုစောင့်ကြည့်ပေးကြပါနော်အားလုံးပဲချစ်တယ် bye bye